이제 나로 책을 통째 수행해 자라고 staff လို့ခေါ်တဲ့ဝန်ထမ်းရဲ့ organization လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့ diversity လို့ခေါ်တဲ့မတူကွဲပြားမှုရဲ့ပေါ့နော်အဲ့တော့ဝန်ထမ်းမင်းလည်းဝန်ထမ်းဆိုပါစို့ကွာငါတို့ဝန်ထမ်းပဲတင်ငင်ချင်းရမင်းကတော့ဘေးဝန်ထမ်းလည်းတော့မသိဘူးငါတို့ဝန်ထမ်းတစ်ခုပေါ့တထေးတရားအောင်မှာလုံလုံနေတဲ့ဝန်ထမ်းပေါ့ဟို admin ဆိုတော့ဒီ office staff လေးဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ် hotel တွေ restaurant တွေမှာလုပ်တဲ့ F&B staff တွေဖြစ်ချင်းဖြစ်မယ်ဒီချာတော့ငါတို့မှာတထေးတရားအောင်မှာလုပ်ရတယ်ငါတို့မှာတထေးရှိတယ်ပေါ့ငါတို့ကိုလာစားပေးဖို့လေလက်ကုန်လို့ရှိရင်နော်အဲ့တော့ငါတို့ကဘာဖြစ်လဲငါတို့မှာတနစ်တာလုပ်ကိုပြီးမအောင်လုပ်ရတယ်ချိန်တိုင်လာစားရတယ်ပေါ့တကယ်ချင်းဟာပြီးတော့ငါတို့ကဝန်ထမ်းဆိုတော့အဖွဲ့အစည်းထဲမှာလုပ်ရတာပေါ့တကယ်ချင်းအဖွဲ့အစည်းကိုငါတို့က organization လို့ခေါ်တာပေါ့အဲ့တော့အဲ့ organization လို့ဖြစ်လာဖို့အတွက်လူ2ယောက်ဒါမှမဟုတ်2ယောက်ထက်ပိုတဲ့လူတွေရှိလာမယ်အဲ့ဒီလူတွေကိုစီမံခန့်ခွဲဖို့ manager ဆိုတာရှိမယ်ကြီးကြပ်ဖို့အတွက် supervisor ဆိုတာရှိမယ်အနည်းဆုံးတထေးတော့ရှိတာပေါ့တကယ်ချင်းဟာသူတို့တွေကိုတထေးတွေ manager တွေ supervisor တွေလက်ညှိုးချက်တိုင်းငါတို့ကတာဝန်တွေကိုပြီးမြောက်အောင်လုပ်ရတာပေါ့သူတို့ပြတဲ့လက်ညှိုးမှုတွေကိုပြီးမြောက်အောင်လုပ်မှလည်းငါတို့ကအဲ့ဒီအလုပ်မှာပျော်ပျော်ရွှင်ရွှင်နဲ့လုပ်လို့ရမှာကိုသူတို့ရဲ့ရှင်းမြောက်စားတဲ့ဟာတွေကိုငါတို့ကရမှာကိုအဲ့တော့ငါတို့က organization ထဲမှာလုပ်ပြီးဆိုတော့တကယ်ချင်းမင်းလည်းသိမှာပါဟိုမင်းကတော့ဗမာပြည်ထဲမှာလုပ်နေလားမသိနိုင်ငံခြားမှာလုပ်နေလားမသိဘယ်မှာပဲလုပ်ပေါ့ကွာဘာသာစကားမတူတာရှိမယ်ဟာလားကိုယ့်ရဲ့ဘာသာမတူတာရှိမယ်မတူတဲ့မိသားစုတွေကလာတဲ့လူတွေကြတော့မတူကွဲပြားတဲ့အယူအဆတွေဟာလားအမြင်တွေရှိတာပေါ့တကယ်ချင်းဟာဒါပေမဲ့တေချာတော့ငါတို့မှာတူညီတဲ့ရွေချက်တစ်ခုပဲရှိတယ်တကယ်ချင်းဟိုမင်းဆိုင်မှာလုပ်လေဆိုလို့ရှိရင်တနေ့ကိုမှဆိုပါစို့300ဖို့ရအောင်ရောင်းရမယ်ဆိုရင်ငါတို့ရွေချက်ကဒီနေ့အတွက်300ဖို့ပဲဟုတ်တယ်နော်ဆိုတော့ဒါငါတို့မှာတူညီတာပါလေရွေချက်တူတယ်ဒါပေမဲ့လူတွေမတူတဲ့အတွက်ကြောင့် diversity လို့ခေါ်တဲ့ကွဲပြားခြားနားတဲ့အတွက်ကြောင့်ငါတို့တွေမှာမလုပ်ပေးရလဲဆိုတော့သိခံမှုတွေရှိရတယ်ဟာလားသိခံပေးရတဲ့အပိုင်းတွေရှိတယ်အပြောအဆိုတွေကိုအပြုသဘောမြင်ပေးရတဲ့အပိုင်းတွေရှိတယ်တစ်ဖက်ကနားမလည်တော့မှကိုယ့်ဘက်ကနားလေပြဖို့ကြိုးစားတဲ့အပိုင်းတွေရှိတယ်တခါတလေမှာငါတို့ကမလုပ်ပေးရလဲရှင်းပြပေးရတဲ့အပိုင်းတွေရှိတာပဲအဲ့တော့ငါတို့ဒီလိုမျိုးတွေကနေ့စဉ်ဖြတ်တန်းနေရတာပဲဟာလားအဲ့ဒီအတွက်တကယ်ချင်းမင်းစိတ်တွေရမ်းရှုပ်ရှက်ခံမနေနဲ့ဒီနေ့အတွက်ငါတို့တာဝန်ကိုပြီးအောင်လုပ်လိုက်တာပဲငါတို့ရဲ့ဟာလားဒီနေ့တာအတွက်အလုပ်ကပြီးသွားပြီတကယ်ချင်းမင်းအလုပ်ပြီးရင်မင်းအေးစီစဉ်လာလိုက် relax လုပ်လိုက်ဟုတ်ပြီလားတခါတလေမင်းခက်ခဲတွေဟာလားအတွေ့အကြုံတွေဆွေးနွေးချင်ငါစီစာပို့လိုက်ပေါ့ကွာငါတို့ဆွေးနွေးကြတာပေါ့တယောက်ချင်းဟုတ်ပြီနော်တကယ်ချင်းโอเคဒီနေ့တော့ဒီလောက်နဲ့နားကြတာပေါ့တကယ်ချင်းဟာ bye bye တကယ်ချင်း